ဒီနေ့ဒီစေပရိဒတ်ဆရာနေလဲအောင်နဲ့အဲ့လားအဖွဲ့သားများနေပြီးတော့အခုဒီနေ့ဟာစေကန်းကိုမီးတွေလည်းအားလုံးဆင်ပြီးပါပြီเนาะအခင်းတွေလည်းပြီးတော့ဖြစ်နေပါပြီပြင်ခင်းပေးနေတာဝေဒနာရှင်တွေကိုအဲ့လားဝေဒနာရှင်နေနဲ့ဒီဝေဒနာတွေဖြစ်နေတာကိုတမန်တလည်းမခင်းမဲနဲ့เนาะပြင်ခင်းပြီးတော့ဝေဒနာနဲ့ပြင်တဲ့ဟာတစ်တာခင်းလာတယ်ဆိုတာဝေဒနာရှင်တွေအတွက်ပါဒါကြောင့်မို့ဒီစာအုပ်ကြီးကိုဒီလာလဲမှာဖွင့်တဲ့မှာပါဒါကြောင့်မို့ဝေဒနာရှင်မိဘတွေလာရောက်ပြီးတော့ဆေးကုတဲ့နေရာမှာဝေဒနာရှင်မိဘတွေလာရောက်ပြီးတော့ဆေးကုတဲ့နေရာမှာဝေဒနာရှင်မိဘတွေဆေးလာရောက်ပြီးဆေးကုတဲ့နေရာမှာတမန်လဲမော်မှာအဲ့ရင်အန်ဒီရဲ့ရှိလို့ဆရာအပင်မခံပြီးတော့အကုန်ရခံပြီးတော့ပြင်ခင်းပေးတာနောက်အခုဆိုအစအဦးကပေ150ရှိပါတယ်အဲ့တော့ဒီလိုစေနာမေတ္တာထားပြီးတော့လုပ်ပေးတာဟာဝေနာရှင်တွေအတွက်ပါညဘက်အိတ်မယ်ဆိုရင်လည်းအိတ်လို့ရအောင်နော်ပြင်ခင်းပေးတာဒါကြောင့်မို့လာရောက်ကူသားတဲ့ဝေနာရှင်မိဘတွေဟာစောင့်ချင်အောင်နော်အခင်းလေးယူလာပါကိုယ်ခင်းလေးနဲ့ကိုအိတ်ရင်ပို့ပြီးတော့တင့်တော်ပါတယ်နော်ဒါကြောင့်မို့လို့မေတ္တာရက်ခံနေတာဟာဝေနာရှင်မိဘတွေလာတဲ့အခါမှာစောင့်ရချင်အောင်ရအဲ့ဒါအဓိကလိုပါတယ်စောင့်ချင်အောင်ကောင်းပေါ့ကိုယ်ကလေးနဲ့ကိုအိတ်တော့ပိုကောင်းတာပေါ့အဲ့ဒါဒီများအိတ်ပြီးသားခင်းနေခင်းမဲ့ဆိုရင်လည်းအဆင်မပြေလို့ဒါကြောင့်မို့ကိုယ့်ပစ္စည်းလေးတွေကိုယူပြီးတော့နော်တဲခိုလို့ရအောင်လဲဆရာလုပ်ပေးနေပါတယ်မေတ္တာရှေ့ထားပြီးဝေနာရှင်နေနဲ့ကန့်ညီတဲ့အဲ့ဒါအစာဦးကိုလည်းအခုအရှင်ပြေအောင်ဆရာအနေနဲ့ကုန်ကြစရိတ်တွေခံပြီးတော့လုပ်ပေးနေပါတယ်အဲ့ဒီနေထားမှာဟိုနေပေါ့အခုဆိုရင်ညီလေးညီမလေးနှစ်ယောက်ကလည်းမီးတွေဆင်နေတယ်အလူရှင်နော်ဒီညီလေးညီမလေးဆိုအခုဆိုလက်ရှိဒီမှာအခင်းတွေအကုန်လုံးနေပါတယ်နော်ညီလေးနာမည်ကခိုးကြံပါနော်အဲ့ဒါမီးအတွက်ကိုလည်းအရင်တည်းကလည်းကြော်ညာပေးထားပါတယ်ကြော်ညာကန်ထွက်လေးပါနော်သူကလည်းအမတန်စေတနာကောင်းတဲ့အတွက်ဆရာကိုလာပြီးတော့အခုလိုမီးတွေပန့်ကားတွေဆိုဘယ်လောက်ကြက်တည်းရှိလဲညကျမီးရိုက်ပြီးတစ်ခါတင်အောင်မယ်နော်အမတန်မှမင်္ဂလာရှိပါတယ်လို့ဒါကြောင့်မို့ဝေနာရှင်မိဘများဝေဒနာနဲ့ကန့်ညီတဲ့ဝေဒနာတွေများနဲ့အရှင်ပြေတဲ့ဟလာအခင်းချင်းများလဲဆရာအနေနဲ့ပင်မခံပြီးတော့ဆောင်ရွက်ပေးနေပါတယ်ဝေနာရှင်တွေတက်တောင့်တက်တာနေရအောင်နော်ဒါကြောင့်မို့ဝေနာရှင်မိဘများလာတဲ့အခါမှာစောင့်ချင်အောင်ကောင်းယူလာပြီးတော့တဲလို့ရတော့မှာပါနော်အလုံးကျော်နောက်နှစ်ပတ်ဆိုတာအလုံးကျော်မှာပဲနော်အဲဒါကြောင့်မို့ဆောင်ရွက်ပေးနေပါတယ်ဆိုတာလေးသိရအောင်လို့တခါတည်းပြောတာပါလိုင်းမော်တင်ပေးပါမယ်နော်ကဲဝေနာရှင်မိဘတွေကောင်းကျိုးလို့ဆန္ဒတွေပြည့်ပါသေးဘဝမောတွေပြည့်ပါသေးဗျာဝေဒနာတွေလည်းပိန့်ကြပဲရင်မတင်ပြောက်ပါသေးဗျာဒီနေ့ဒီမီးအားလုံးပြီးသွားပြီပြီးသွားပြီနော်မီးအားလုံးပြီးသွားပြီအဓိကစီးလင်ကြံနေတယ်ကဲဟုတ်ပါပြီဗျာကျေးဇူးတင်တယ်အခုလိုလူတန်းပေးတဲ့ညီရောညီမရောနော်